ခဲ့ကြပါလေတပ်ရဲ့အမတ်ဆက်ကွန်ဖွဲ့ဖြစ်တဲ့ Goran Aeros ရဲ့အခြေစိုက်စခန်းကိုဂျကားစီကဝင်ရောက်လာခဲ့ပါကားထဲမှာတော့တိုနီနဲ့သူ့ရဲ့ဇနီးတဲ့တို့လိုက်ပါလာခဲ့ပြီးသူတို့ဟာမင်္ဂလာဦးကာလကအမတ်တရတွေကိုပြန်လည်ပြောပြရင်းကြည်နူးနေခဲ့ကြပါတိုနီကသူဇနီးအိယာနိုးအောင်တိုက်လေရင်ကိုအိမ်မော်ကနေပြန်တန်းခဲ့ရတဲ့အကြောင်းအရာတွေကိုပြောပြနေခဲ့တဲ့အချိန်မှာသူတို့ရဲ့မျက်နှာထက်မှာအပြုံးတွေရှိနေခဲ့ပေမဲ့ရှေ့မှာရင်ဆိုင်ရမယ့်စစ်ပွဲကတော့ဒီထက်ပိုပြီးပြင်းထန်လိမ့်မယ်ဆိုတာကိုလည်းသူတို့တွေသိနေခဲ့ကြပါအခြားတစ်ဖက်မှာလည်းလေရင်မိုးတူးပြတဲ့အဟူဂျာဟာအိမ်မှာပစ္စည်းတွေကိုထုတ်ပိုးရင်းစစ်စင်ရေးအတွက်ပြင်ဆင်နေခဲ့ပါသူ့ရဲ့ဇနီးတဲ့ကတော့ခင်မွန်းဖြစ်သူအတွက်ဆွတာအင်ကြီးအစ်စ်တဲ့လက်ဆောင်ပေးဖို့သူ့ရဲ့ကိုယ်တိုင်းကိုတိုင်းတာပေးနေခဲ့ပါအဟူဂျာကသူမှာပစ္စည်းတွေထုတ်ဖို့အလုံးရှုံနေတယ်လို့ပြောဆိုနေခဲ့ပေမဲ့ဇနီးတဲ့ကတော့ခင်မွန်းတဲ့ရဲ့မွေးနေ့မတိုင်ခင်ဒါကိုအပီးပေးချင်နေခဲ့တာပါအဟူဂျာလည်းမကြခင်ပြန်လာခဲ့မှာပါမွေးနေ့ကိုအတူတူဖြတ်တန်းကြမယ်လို့ကြေပေးရင်အဟူဂျာဟာဇနီးတဲ့ကိုနှစ်သိမ့်နေခဲ့ပါဒါပေမဲ့ခွဲခွာရတော့မဲ့အချိန်ကိုရောက်ရှိလို့လာခဲ့တဲ့အခါနှုတ်ဆက်ရတာဟာဘသူ့အတွက်မှမလွယ်ကူခဲ့ပါဘူးအဟူဂျာဟာသူ့ရဲ့အိတ်ကိုပခုံးမှလွှဲပြီးအိမ်ပြင်ကိုထွက်လာခဲ့တဲ့အချိန်မှာဇနီးတဲ့ကတော့ပြတင်းပေါက်ကနေငေးကြည့်ရင်ကြံ့ရစ်ခဲ့ရပါစရီနာကလေတက်စခန်းမှာတော့တိုက်လေရင်တွေဟာပြေးလမ်းပေါ်မှာတန်းစီနေခဲ့ကြပြီးမြေပြင်မှုထမ်းတွေကလည်းလောင်စာစီဖြစ်တာဘုံသီးတွေတက်စင်သားတွေကိုမနာမနေလှုပ်ဆောင်နေခဲ့ကြပါမေလ18ရက်နေ့မှာတော့ပါကစ္စတန်ဝန်ကြီးချုပ်နဝက်ရှရစ်ဟာစစ်ဌာနချုပ်ကိုအရေးပေါ်စည်းဝေးအတွက်ရောက်ရှိလာခဲ့ပါသူ့ရဲ့မျက်နှာမှာမတင်မကျဖြစ်နေတဲ့ရဲရောင်တွေရှိနေပြီးစစ်တပ်ကသူ့ကိုအသိမပေးဘဲဘာတွေလုပ်နေလဲဆိုတာကိုလည်းသိချင်နေခဲ့ပါအစည်းအဝေးခန်းထဲမှာမူရှာရတ်ကမြေပုံတွေနဲ့အတူသူတို့ရဲ့တပ်ဖွဲ့ဝင်တွေတင်စီထားတဲ့တောင်ကုန်းတွေကိုပြသခဲ့ပါဒါဟာကျွန်တော်တို့ရဲ့ယူဟာမြောက်အောင်မြင်မှုပဲလို့မူရှာရတ်ကဂုဏ်ယူစွာပြောဆိုနေခဲ့ပေမဲ့ဝန်ကြီးချုပ်ကတော့ဒါဟာနိုင်ငံတကာနဲ့ဆက်ဆံရေးမှာပြဿနာတက်နိုင်တယ်ဆိုတာကိုစိုးရိမ်နေခဲ့ပါမူရှာရတ်ကတော့သူ့ရဲ့အကြံစီကိုဆက်ပြီးတော့တွန်းအားပေးနေခဲ့ပြီးဒီအောင်မြင်မှုဟာပါကစ္စတန်အတွက်သမိုင်းဝင်ဖြစ်လိမ့်မယ်လို့ယုံကြည်နေခဲ့ပါအိန္ဒိယဘက်ကစစ်စင်ရေးခန်းထဲမှာတော့အကြီးအကဲတွေကလေရင်မှုတွေကိုအချင်းကြီးရရအားရှင်းလင်းတင်ပြနေခဲ့ပါရန်သူတွေဟာ dress ကာကီနဲ့ဘာတာလစ်စားတဲ့နေရာတွေမှာ115ကီလိုမီတာလောက်ရှိတဲ့နေမြေကျယ်ဝန်းကိုနေရာယူထားကြကြောင်းသူတို့ဟာအိန္ဒိယစစ်တပ်ရဲ့လမ်းကြောင်းတွေကိုဖျက်တောက်ဖို့စူးစမ်းနေခဲ့ကြောင်းပြောပြနေခဲ့ပါကျွန်တော်တို့ဘသူနဲ့တိုက်နေရတာလဲဆိုတဲ့မိကွန်းကလေရင်မှုတွေရဲ့ဂျာမာအဓိကမိကွန်းတစ်ခုဖြစ်လာခဲ့ပါကျူးကျော်တဲ့သူတွေဟာတာမန်ကျန်းဖတ်သမားတွေလားဒါမှမဟုတ်လေ့ကျင့်ထားတဲ့ပါကစ္စတန်စစ်သားတွေလားဆိုတာကိုသူတို့တွေအတိအကျမသိရသေးပါဘူးဒါပေမဲ့သိကြတာတစ်ခုကတော့ရန်သူဟာအလွန်ကိုမြင့်မာတဲ့တောင်ကုန်းတွေပေါ်ကနေနေရာယူတက်ဆွဲထားခဲ့တာကြောင့်အိန္ဒိယလေတပ်အနေနဲ့အခက်အခဲများစွာကိုရင်ဆိုင်ရတော့မှာပဲဖြစ်ပါပါကစ္စတန်စစ်ဌာနချုပ်ရဲ့တီးတန့်ခန်းထဲမှာတော့ဝန်ကြီးချုပ်နဲ့မူရှာရတ်တို့ရဲ့ကြားမှာတင်းမာမှုတွေပုံမှန်မြင့်တက်လာခဲ့ပါဝန်ကြီးချုပ်ကမူရှာရတ်ရဲ့လုပ်ရက်တွေဟာသူ့ကိုအသိမပေးဘဲလှုပ်ဆောင်တာဖြစ်လို့အယုံကြည်မရှိတော့ကြောင်းပြောဆိုခဲ့ပါခင်ဗျားဟာဒီနိုင်ငံရဲ့စစ်ဦးစီးချုပ်ပဲဝန်ကြီးချုပ်တယောက်မဟုတ်ဘူးလို့ပြက်ပြက်သားသားပြောဆိုခဲ့တဲ့အခါမှာမူရှာရတ်ရဲ့မျက်နှာဟာပြတ်သွားခဲ့ရပါဒါပေမဲ့မူရှာရတ်ကလည်းအလျှော်မပေးခဲ့ပဲဂျင်နာရဲ့တမိုင်းကြောင်းတွေကိုကိုးကားပြီးပါကစ္စတန်နိုင်ငံအတွက်သူလှုပ်ဆောင်နေတာတွေဟာမှန်ကန်ကြောင်းကိုပြန်လည်ခြေပနေခဲ့ပါသူတို့လူရဲ့ဂျာကအာနာလွန်ဆွဲပွဲဟာစစ်ပွဲရဲ့ကံကြမ္မာကိုအဆုံးဖြတ်ပေးမဲ့အခြေအနေကိုရောက်ရှိနေခဲ့ပါအစည်းအဝေးပြီးမှတော့ဝန်ကြီးချုပ်ဟာသူ့ရဲ့ချန်ပီယံတွေနဲ့အတူရှစ်ဆက်ရမယ့်စီစဉ်တွေကိုတိုင်ပင်နေခဲ့ပါမူရှာရတ်ကိုယာရူကနေဖယ်ရှားလိုက်ရင်ရောဘလို့ဖြစ်လာမလဲဆိုတဲ့မိကွန်းတွေထွက်ပေါ်လာခဲ့ပေမဲ့အခုလိုစစ်ဖြစ်နေတဲ့အချိန်မှာဒါဟာအလုံးကိုအန္တရာယ်များတဲ့လုံရက်ဖြစ်နိုင်တာကြောင့်သူတို့တွေလည်းသတိထားနေခဲ့ကြပါဝန်ကြီးချုပ်ရဲ့ဖခင်ဖြစ်သူကတော့နိုင်ငံကိုအုပ်ချုပ်တာဟာစီးပွားရေးလုပ်ငန်းတစ်ခုကိုလှုပ်ဆောင်သလိုမျိုးဖြစ်ပြီးနိုင်ငံရေးမှာအမြဲတမ်းအနိုင်ရတဲ့ဘက်မှနေရမယ်လို့အကြံပေးခဲ့ပါတကယ်လို့မူရှာရတ်တာဒီစစ်ပွဲမှာအနိုင်ရရှိသွားခဲ့မယ်ဆိုရင်ဝန်ကြီးချုပ်ရဲ့အခမ်းကဏ္ဍဟာမိမ့်မိန်သွားနိုင်တာကြောင့်ဒီစစ်စင်ရေးကိုဝန်ကြီးချုပ်ကိုယ်တိုင်ဦးဆောင်တဲ့စစ်စင်ရေးဖြစ်ပုံဖော်ဖို့ကြံစည်နေခဲ့ကြပါတော့တယ်အိန္ဒိယလေတပ်ရဲ့လေရင်ယုံကြီးတစ်ခုအတွင်းမှာအကြီးတန်းရာရှိတိုနီကသူ့ရဲ့လေရင်မှုတွေကိုအရေးကြီးတဲ့စစ်စင်ရေးအတွက်ညွှန်ကြားချက်တွေပေးနေခဲ့ပါအခုချိန်မှာသူတို့ဟာနိုင်ငံရဲ့မျက်စိတွေဖြစ်နေပြီဖြစ်လို့တ
တာဝန်ကအလွန်ကိုကြီးလေးပြီးခက်ခဲကြောင်းကိုလည်းသူကသတိပေးနေခဲ့ပါအကျေးအဟူကြကလည်းအခြေအနေကိုဆက်လက်ရှင်းပြခဲ့ရမှာသူတို့ဟာပေ1000ကနေပေ2000ထိအနှိမ့်ပြန်ဓာတ်ပုံရိုက်ထောက်လှမ်းရေးအဖွဲ့ဖြစ်လေ့ကျင့်ထားခဲ့ပေမယ့်အခုရန်သူကပေ18000မြင့်မှာရောက်ရှိလို့နေခဲ့တာကြောင့်အခက်အခဲတွေရှိနေခဲ့ပါအပူချိန်ကအနှုတ်25ဒီဂရီစင်တီဂရိတ်ရှိပြီးလေတိုက်နှုန်းကလည်းတနာရီကိုကီလိုမီတာ100ရှိနေတဲ့အတွက်အခြေအနေကတကယ့်ကိုဆူရွားနေခဲ့ပါသူတို့ရဲ့ဓာတ်ပုံထောက်လှမ်းရေးမရှင်အောင်မြင်မှုအတွက်ပေ2000မြင့်ထိပြန်တက်ရမှာဖြစ်ပြီးသူတို့အသုံးပြုနေတဲ့ MiG-21 လေယာဉ်တွေဟာဒီလိုအမြင့်နဲ့ဒီလိုအခြေအနေမျိုးတွေထုတ်လုပ်ထားတာမဟုတ်ဘူးဆိုတာကိုလည်းအားလုံးကသိရှိထားကြပါရန်သူတွေကလည်းဒီအားနည်းချက်ကိုကောင်းကောင်းသိရှိထားတာမို့အကျေးအဟူကြကသူတို့ရဲ့ချင်းကပ်မှုကိုဖုံးကွယ်ဖို့တောင်ကြားတွေထဲကနေပြန်တန်းပြီးမှရန်သူကိုသတိမပေးဘဲအပေါ်စီကနေဖျက်ကျော်မဲ့အစီအစဉ်ကိုချမှတ်ခဲ့ပါဘေးဘက်ညမှာတောင်တိုင်းကြီးတွေရှိနေခဲ့တာကြောင့်အနေငယ်များလွှဲချော်သွားတာနဲ့လေရင်ပြတ်ကျနိုင်တဲ့အန္တရာယ်ကကြီးမားနေခဲ့ပါ1996ခုနှစ်မေလ21ရက်နေ့မှာတော့အကျေးအဟူကြနဲ့တိုနီတို့ဟာလေရင်ကွင်းထဲမှာလမ်းလျှောက်ရင်းနောက်တနေ့မှကြာရောက်မယ်အကျေးအဟူကြရဲ့မွေးနေ့အကြောင်းစနှအောင်ပြောဆိုနေခဲ့ကြပါအကျေးအဟူကြကတော့မြေပြင်ကိုအောင်မြင်မြင်ဆင်းသက်နိုင်တဲ့အချိန်တိုင်းဟာသူ့အတွက်မွေးနေ့သစ်တရက်လိုပဲလို့ခန်းစားချက်ပပပြောဆိုခဲ့ပါအဲ့နောက်သူတို့နှစ်ယောက်ဟာလေရင်ပေါ်တက်ပြီးနှင်းဖုတ်နေတဲ့ဟိမဝေနာတောင်တန်းကြီးတွေစီကိုဥတီပြန်တန်းခဲ့ကြပါတောင်ကြားတွေထဲမှာပြန်တန်းရတာဟာအလွန်ကိုအန္တရာယ်များလာပြီးလေပြင်းတွေကလေရင်ကိုတောင်ကဘာတွေစီကိုတွန်းပို့နေခဲ့တာမို့ထိန်းချုပ်ရတာခက်ခဲနေခဲ့ပါတိုနီကအခြေအနေကိုဆွလို့ဖို့ပြောပေမဲ့အကျေးအဟူကြကတော့ဆက်လက်စူးစမ်းဖို့ဆုံးဖြတ်ခဲ့ပြီးတောင်တိုင်းကြီးတွေနဲ့လက်မတင်လေးလွှဲချော်ပြီးပြန်တန်းနိုင်ခဲ့ပါသူတို့ဟာရန်သူတွေခေါ်အောင်နေတဲ့ .5143 ညဆိုတဲ့နေရာကိုရောက်ရှိလို့လာခဲ့တဲ့အချိန်မှာတော့ရန်သူတွေကလေရင်တန်ကိုကြားတာနဲ့အထုပ်ပိုးတွေကိုအဝိဖြူတွေနဲ့မြန်ဖုံးအုပ်ပြီးပုံအောင်မှုစူးစမ်းနေခဲ့တာကိုလည်းမြင်တွေ့ခဲ့ရပါအကျေးအဟူကြကကင်မရာကိုဖွင့်ပြီးရန်သူစကန်တွေကိုအသေးစိတ်ဓာတ်ပုံရိုက်ယူခဲ့ပါသူဟာတကူကူကိုတန်တရားရှိတာကြောင့်ပိုပြီးအနှိမ့်ကိုဆင်းကဒုတိယအကြိမ်ထပ်မံပြန်တမ်းပြီးကောင်းကင်ဓာတ်ပုံရိုက်ယူခဲ့ကပြန်လာခဲ့ကြပါတစ်ဖက်မှာတော့ပါကစ္စတန်နိုင်ငံရဲ့ဝန်ကြီးချုပ်နဝက်ရှရစ်နဲ့စစ်ဗိုလ်ချုပ်တွေကအရေးကြီးတဲ့စီးပွားရေးတစ်ခုကိုပြုလုပ်နေခဲ့ကြပါပါကစ္စတန်စစ်ဦးစီးချုပ်မူရှာရတ်ကကာကီဒေသကိုကျူးကျော်ဝင်ရောက်ထားတဲ့စစ်စင်ရေးကိုလည်းကိုဟေးပါမလိုအမိပေးထားကြောင်းကိုလည်းပြောပြခဲ့ပါဒီကျူးကျော်မှုကိုတန်တမန်ရေးရမှာတားဆီးရဖို့အတွက်အသုံးချနိုင်ဖို့ကိုလည်းသူတို့ကကြံစီနေခဲ့ပါအိန္ဒိယဘက်ကရုရှားရဲ့ထောက်ခံမှုကိုရရှိဖို့ကြိုးစားနေခဲ့တဲ့အချိန်မှာသူတို့ကတော့တရုတ်နိုင်ငံစီကိုတွားရောက်ပြီးစစ်ရေးနဲ့တန်တမန်ရေးရာကူညီတောင်းဖို့ပြင်ဆင်နေခဲ့ကြပါမူရှာရတ်ကိုယ်တိုင်တရုတ်ကိုတွားဖို့ဆုံးဖြတ်ချက်ချလိုက်တာကဒီကျူးကျော်မှုဟာသူတို့အတွက်ဘလောက်ရေးပါတယ်ဆိုတာကိုပြသနေခဲ့ပါမေလ22ရက်နေ့ညမှာတော့အကျေးအဟူကြရဲ့မွေးနေ့ကိုလီတက်စကန်မှာရှိတဲ့တငယ်ချင်းတွေကအံ့အားသင့်ပွဲကျင်းပပေးခဲ့ကြပါအားလုံးကမွေးနေ့သချင်းသီဆိုပြီးပျော်ရွှင်နေခဲ့စဉ်မှာပဲရိုက်ကူးလာတဲ့ဓာတ်ပုံတွေအစင်သင့်ဖြစ်ပြီဆိုတဲ့သတင်းကိုရရှိခဲ့တာကြောင့်အကျေးအဟူကြဟာပျော်ရွှင်မှုတွေကိုခဏပေးဖယ်ပြီးတာဝန်ရှိရာကိုအမြန်သွားခဲ့ပါဓာတ်ပုံစစ်ဆေးရေးဌာနမှာသူဟာရိုက်ကူးခဲ့တဲ့ဓာတ်ပုံတွေကိုမန်ဘလူးနဲ့တေချာစစ်ဆေးကြည့်ခဲ့တဲ့အခါနင်းပေါ်မှာတူးဆက်တဲ့ခြေရာတွေကိုတွေးလိုက်ရပါအဲ့ဒီခြေရာတွေဟာဟိုတစုဒီတစုမဟုတ်ပဲစနစ်တကျတန်းစီသွားထားတဲ့ခြေရာတွေဖြစ်နေခဲ့တာကိုလည်းအကျေးအဟူကြကသတိပြုမိသွားခဲ့ပါဒီလိုစနစ်တကျတွာလာတတ်တာဟာတာမန်တောင်ကျမ်းသူတွေမဟုတ်ပဲလေ့ကျင့်ထားတဲ့စစ်တပ်တစ်ခုသာဖြစ်နိုင်တယ်လို့သူကကောက်ချက်ချခဲ့ပါဒီအချက်ဟာလည်းအိန္ဒိယအစိုးရအတွက်အလွန်ကိုရေးကြီးတဲ့အထောက်အထားတစ်ခုဖြစ်လာခဲ့ပါအိန္ဒိယဝန်ကြီးချုပ်ရုံးမှာပြုလုပ်တဲ့ရေးပေါ်စည်းဝေးမှာတော့ဒီတပ်ပုံတွေကိုအခြေခံပြီးဆွေးနွေးခဲ့ကြပါပါကစ္စတန်စစ်တပ်ဟာသူတို့ရဲ့စစ်မြေပြင်မှာအသုံးပြုတဲ့နည်းစနစ်တွေကိုသုံးပြီးကျူးကျော်ဝင်ရောက်နေတာဖြစ်ကြောင်းခြေရာတွေကိုကြည်ချင်းအဖြစ်သူတို့ဟာဒီတောင်ထိပ်တွေပေါ်မှာအခြေစိုက်စခန်းတွေဆောက်ပြီးနေထိုင်နေတာကြာမြင့်ပြီဖြစ်ကြောင်းသိရှိသွားခဲ့ပါဒါဟာတာမန်ကျူးကျော်မှုမဟုတ်ပဲပါကစ္စတန်စစ်တပ်ရဲ့စနစ်တကျကျူးကျော်မှုဖြစ်တယ်လို့လည်းဝန်ကြီးချုပ်ကဒေါသတကြီးနဲ့သတ်မှတ်ခဲ့ပါနောက်ဆုံးမှာတော့အိန္ဒိယဝန်ကြီးချုပ်ကလေတပ်ကိုဘုံကျဲတိုက်ခိုက်ဖို့ခွင့်ပြုချက်ပေးရခဲ့ပါဒါပေမဲ့သူကအခြေအနေတစ်ခုကိုတော့တင်းတင်းကြပ်ကြပ်မှားကြားလိုက်ပြီးအိန္ဒိယလေတပ်အနေနဲ့ထိန်းချုပ်ရေးမြေ LOC ကိုလုံးဝမကျော်သွားဖို့ပဲဖြစ်ပါတယ်
ပါကစ္စတန်ကသူတို့ကို LOC ကြောအောင်ဆွဲဆောင်ပြီးကမ္ဘာနိုင်ငံတွေရဲ့ရှေ့မှာအိန္ဒိယကအရင်ကျူးကျော်တာဖြစ်ကြောင်းပြသခြင်းနေခဲ့တာကိုလည်းဝန်ကြီးချုပ်ကကြိုတင်ရိပ်မိနေခဲ့ပါတယ်။ဒါကြောင့်ပဲလေတပ်အရာရှိတွေဟာသူတို့ဘက်ချမ်းကပဲရန်သူစခန်းတွေကိုထိရောက်အောင်တိုက်ခိုက်ဖို့ခက်ခဲတဲ့တာဝန်ကိုလက်ခံလိုက်ရပါတယ်။အဒီနောက်မှာတော့လေတပ်ဦးစီးချုပ်နဲ့လက်ထောက်အရာရှိဗီနုပတနီတို့ဟာရဟရင်ဘော်ကနေနှင်းပုတ်နေတဲ့တောင်တန်းကြီးတွေကိုကြည့်ရင်ဒီနှင်းမြင့်တွေကြားမှာရန်သူစခန်းတွေကိုဘလို့ရှာဖွေတိုက်ခိုက်ရမလဲဆိုတာကိုလည်းစိုးရိမ်ကြီးနဲ့စဉ်းစားလို့နေခဲ့ကြရင်သူတို့ရဲ့စစ်စေးရေးကိုလည်း Operation Safi Saga လို့အမည်သတ်မှတ်ခဲ့ပါတယ်။အိန္ဒိယလေတပ်ရဲ့စစ်စင်ရေးခမ်းမထဲမှာလေတပ်ရရှိသူဖြစ်သူဗီနုပတနီဟာ Operation Safi Saga စစ်စင်ရေးအတွက်အရေးကြီးတဲ့ညွှန်ကြားချက်တွေကိုပေးနေခဲ့ပါတယ်။အိန္ဒိယဝန်ကြီးချုပ်ကလေကြောင်းကနေတိုက်ခိုက်ဖို့တရားဝင်ခွင့်ပြုမိန့်ပေးလိုက်ပြီးဖြစ်ကြောင်းနဲ့ဒီစစ်ပွဲမှာလေတပ်ရဲ့ခန်းကဏ္ဍကအလုံးကိုအရေးပါလာပြီးဖြစ်ကြောင်းကိုလည်းသူကအသိပေးခဲ့ပါတယ်။ဒီလိုအခြေအနေမှာလေရင်မှုတွေကသူတို့အနေနဲ့ရိက္ခာထောက်ပံ့ရေးလမ်းကြောင်းတွေနဲ့ရှေ့တန်းခြေဆိုင်စခန်းတွေကိုမြေပုံပေါ်မှာမှတ်သားထားပြီးဖြစ်ကြောင်းနောက်တနေ့မနက်မှာပဲနေဆက်မြင်းကိုဖျက်ချော်ပြီးဘုံကျဲတိုက်ခိုက်ဖို့အသင့်ဖြစ်နေပြီဖြစ်ကြောင်းတင်ပြခဲ့ပါတယ်။ဒါပေမဲ့ဗီနုပတနီကတော့အားလုံးကိုအံ့အားသင်သွားစေမဲ့အမိန့်တစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။အဲဒါကတော့အိန္ဒိယလေတပ်အနေနဲ့နေဆက်မြင်းဖြစ်တဲ့ LOC ကိုလုံးဝဖျက်ချော်ခြင်းမပြုရဘူးဆိုတဲ့အမိန့်တစ်ခုပဲဖြစ်ပါတယ်။ဒီအမိန့်ကြောင့်ပဲလေရင်မှုတွေရဲ့ကြားထဲမှာဝေဖန်သံတွေထွက်ပေါ်လာခဲ့ပါတယ်။အမြင့်ပေအလွန်မြင့်မားတဲ့တောင်တန်းတွေပေါ်မှာရန်သူတွေကကျွမ်းကျင်စွာပုံအောင်နေခဲ့ကြတာဖြစ်လို့နေဆက်မြင်းကိုမဖြတ်ဘဲတိကျစွာဘုံကျဲဖို့ဆိုတာမဖြစ်နိုင်သလောက်ခက်ခဲတဲ့အလုပ်ဖြစ်နေခဲ့လို့ပါပဲ။ကမ္ဘာမှာဘယ်လေတပ်ကမှဒီလိုအခြေအနေမျိုးမှာမတိုက်ခိုက်ဘူးသေးတာကြောင့်လေရင်မှုတွေကစိုးရိမ်စိတ်တွေဖြစ်နေခဲ့ကြပါတယ်။ဒါပေမဲ့ဗီနုပတနီကတော့ဒါဟာစစ်ရေးတွေမကပဲနိုင်ငံရေးအရာပါဆင်နွှဲရတဲ့စစ်ပွဲဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။တကယ်လို့အိန္ဒိယဘက်ကသာနေဆက်မြင်းကိုကျော်သွားခဲ့မယ်ဆိုရင်ပါကစ္စတန်ကနိုင်ငံတကာစစ်မြေမှာအပြစ်ခတ်ရက်စဲဖို့တောင်းဆိုလာမှဖြစ်ပြီးအဲ့ဒီအချိန်မှာရန်သူတွေသိမ်းပိုက်ထားတဲ့အိန္ဒိယပိုင်နက်တွေဟာနေဆက်မြင်းအသေးဖြစ်သွားနိုင်တဲ့အန္တရာယ်ရှိနေလို့ပဲဖြစ်ပါတယ်။ဒါကြောင့်ခြေလက်တုံအောင်ခံရသလိုခက်ခဲပေမဲ့လည်းဒီစစ်မြင်းကိုလိုက်နာပြီးတိုက်ခိုက်ရမှာလည်းဖြစ်ပါတယ်။ဗီနုပတနီကအိန္ဒိယကြီးတပ်ကOperation VJ ကိုစတင်နေခဲ့ပြီဖြစ်လို့လေတပ်အနေနဲ့အကောင်းဆုံးပံ့ပိုးပေးရမှာဖြစ်ကြောင်းနဲ့အားလုံးအသင့်ဖြစ်ပြီလားလို့မေးလိုက်တဲ့အခါမှာတော့လေရင်မှုတွေအားလုံးကလည်းစရာထက်သန်စွာနဲ့အစင်သင့်မှာပဲလို့ဗျိုင်းတူအော်ဟစ်ပြီးသူတို့ရဲ့နိုင်ငံပေါ်သစ္စာရှိမှုကိုပြသခဲ့ကြပါတယ်။1999ခုနှစ်မေလ29ရက်နေ့မနက်9:00 နာရီမှာစစ်စင်ရေးကိုစတင်ဖို့သတ်မှတ်လိုက်ကြပါတယ်။တစ်ဖက်မှာလည်းရုံမြင့်တန်းကြားသတင်းတွေမှာကာကီးစစ်ပွဲရဲ့ခြေနေတွေကတင်းမာနေကြောင်းထုတ်လွှင့်နေခဲ့ပါတယ်။အိန္ဒိယပြည်ထောင်စုဝန်ကြီးကကာကီးမှာကျူးကျော်နေခဲ့တာဟာလက်နက်ကိုင်သဘုံတွေမဟုတ်ပဲပါကစ္စတန်စစ်တပ်ကစစ်သားတွေသာဖြစ်တယ်လို့အထောက်အထားခိုင်လုံစွာနဲ့ပြောကြားနေခဲ့သလိုဝန်ကြီးချုပ်ဘာပိုင်ကြီးကလည်းအိန္ဒိယအနေနဲ့ငြိမ်းချမ်းရေးကိုလိုလားပေမဲ့ကိုယ်နိုင်ငံရဲ့လုံခြုံရေးအတွက်ဆိုရင်တော့အင်အားကိုသုံးပြီးကာကွယ်သွားမှာဖြစ်တယ်လို့မိန့်ခွန်းချွေခဲ့ပါတယ်။ဒီကြားထဲမှာပါကစ္စတန်ဝန်ကြီးချုပ်နာဝက်ရှရစ်နဲ့အိန္ဒိယဝန်ကြီးချုပ်ဘာပိုင်ကြီးတို့တယ်လီဖုန်းကနေတဆင့်တင်းမာစွာပြောဆိုခဲ့ကြပါသေးတယ်။နာဝက်ရှရစ်ကတော့သူတို့အနေနဲ့ကျူးကျော်သူတွေကိုထိန်းချုပ်လို့မရကြောင်းစင်ကြေပေးနေခဲ့ပေမယ့်ဘာပိုင်ကြီးကတော့ဒါဟာယုံကြည်မှုကိုဖောက်ဖျက်တာဖြစ်ပြီးနိုင်ငံစလုံးအတွက်နောက်မှာဘယ်တော့မှငကိုတိုင်းပြန်မဖြစ်နိုင်တော့တဲ့နိုင်ငံတစ်ခုဖြစ်သွားစေလိမ့်မယ်လို့သတိပေးခဲ့ပါတယ်။ Operation Safi Saga စစ်စင်ရေးမစတင်မီညပိုင်းမှာတော့အခြေအဟူကြားကလူငယ်လေရင်မှုတွေဖြစ်တဲ့ဒါလီတို့အဖွဲ့စီကိုရောက်ရှိလာခဲ့ပါတယ်။သူတို့တွေဟာစစ်စင်ရေးကိုပထမဆုံးချိန်ဆင်နွှဲရမှာဖြစ်လို့ရင်ခုန်စိတ်လှုပ်ရှားနေခဲ့ကြတာကိုအခြေအဟူကြားကရိပ်မိနေခဲ့ပါတယ်။ဒါကြောင့်ပဲသူတို့ရဲ့စိတ်ဖိစီးမှုတွေရောပါသွားအောင်အမှန်တရားတစ်ခုနဲ့အလိညာတစ်ခုဆိုတဲ့ဂိမ်းလေးကိုစားဖို့အကြံပြုခဲ့ပါတယ်။အခြေအဟူကြားကသူ့အကြောင်းနဲ့ပတ်သက်ပြီးအချက်၃ချက်ကိုပြောပြခဲ့ပါတယ်။အဲ့ဒါတွေကတော့နံပါတ်1သူဟာငယ်လေးကလေးကလေတက်တဲကိုဝင်ကျင်ခဲ့တာနံပါတ်2သူစနီးအေကာက10မိနစ်အတွင်းကော်ဖီအရသာရှိဖြော်ပေးနိုင်လို့သူကလက်ထပ်ဖို့ခွင့်တောင်းခဲ့တာနံပါတ်3ဒိုနီကသူ့ကိုစတွေ့တုန်းကအလုံးကိုမုန်းခဲ့တာဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်လူငယ်လေရင်မှုတွေကအမျိုးမျိုးခံမှန်းခဲ့ကြပေမဲ့နောက်ဆုံးမှာတော့အခြေအဟူကြားကအပြည့်မှန်ကိုထုတ်ပြောခဲ့ပါတယ်သူဟာငယ်လေးကလေးကလေတက်တဲကိုဝင်ဖို့ဝါသနာပါခဲ့တာမဟုတ်ဘူးဆိုတဲ့အချက်ကအလိညာပဲဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဒါပြင်
သူဇနီးနဲ့ပတ်သက်တဲ့အမှတ်တရလေးတွေကိုပြောပြရင်းသူတို့ရဲ့ဘဝမောတွေကိုခိတ္တမေ့လျော့နေခဲ့ကြပါ1996 ခုနှစ်မေလ29 ရက်နေ့မနက်ခင်းမှာတော့အကျေးဟူဂျာဟာသူ့ရဲ့တိုက်လေယာဉ်ပေါ်ကိုတက်ရောက်ပြီးစစ်မြေပြင်စီကိုပြန်တမ်းမှုပြင်ဆင်ခဲ့ပါလေကြောင်းထိပ်သိမ်းရေးခမ်းမမှာတော့ဒိုနီကစစ်စင်ရေးမြေပုံကိုကြည့်ပြီးလေယာဉ်မှုတွေကိုညွှန်ကြားချက်တွေပေးနေခဲ့ပါဟိုင်နာဖွဲ့က .4365 ဆိုတဲ့နေရာကိုဘုံချက်ရမှာဖြစ်ပြီးဟာဂျူလီဖွဲ့ကတော့အကျေးဟူဂျာနဲ့ဒါလီတို့ဦးဆောင်ပြီးဘုံကျဲမှုပြီးတဲ့နောက်ပျက်စီးဆုံးရှုံးမှုအခြေအနေကိုကင်းထောက်ဖို့တာဝန်ယူရမှာဖြစ်ပါတယ်။ .4365 ဟာပင်လယ်ရေမျက်နှာပြင်ထက်ပေ13000ကျော်မြင့်မားတဲ့နေရာဖြစ်ပြီးအဲ့ဒီမှာကျူးကျော်တဲ့သူတွေကအခိုင်အမာတပ်ဆွဲထားခဲ့ပါတယ်။အိန္ဒိယတိုက်လေယာဉ်တွေဟာရန်သူစခန်းတွေပေါ်ကိုရဲဝံ့စွာပြန်တမ်းပြီးဘုံကျဲတိုက်ခိုက်ဖို့လှုံ့ဆော်ခဲ့ကြပါတယ်။ဒါပေမဲ့ရန်သူတွေဘက်ကလည်းလေယာဉ်ပြည့်ဒုံးကျည်တွေနဲ့အသင့်စောင့်ဆိုင်းနေခဲ့ပါတယ်။ပါကစ္စတန်စစ်သားတွေဟာစတင်ကာဝေဟင်ပြည့်လက်နက်ကိုအသုံးပြုပြီးအိန္ဒိယလေယာဉ်တွေကိုပစ်ခတ်ဖို့ကြိုးစားခဲ့ပါတယ်။ဟိုင်နာနဲ့လေယာဉ်ကိုမောင်းနေတဲ့နီရှီဟာရန်သူဒုံးကျည်ရဲ့ပြစ်မှတ်ထဲကိုရောက်ရှိသွားခဲ့ပါတယ်။သူဟာဒုံးကျည်တန်းကနေလွတ်အောင်အစွမ်းကုန်ကြိုးစားမောင်းနေနိုင်ခဲ့ပေမဲ့လည်းနောက်ဆုံးမှာတော့လေယာဉ်အင်ဂျင်ချို့ယွင်းမိလောင်သွားခဲ့ပြီးပြတ်ကျတော့မဲ့ခြေနေကိုဆက်ရောက်လာခဲ့ပါတယ်။နီရှီဟာလေယာဉ်ပေါ်ကနေအရေးပေါ်လေးတီးနဲ့ခုန်ထွက်ခဲ့ရပါတော့တယ်။ဒီဖြစ်ရပ်ကိုမြင်တွေ့လိုက်ရတဲ့အကျေးဟူဂျာဟာအလွန်ကိုတုန်လှုပ်သွားခဲ့ပါတယ်။မြေပြင်ကထိန်းချုပ်ရေးဖွဲ့ကအခြေအနေကအလွန်ကိုအန္တရာယ်များနေတာကြောင့်အကျေးဟူဂျာနဲ့ဒါလီတို့ကိုအခြေဆိုင်စခန်းစီကိုချက်ချင်းပြန်လာဖို့အမိန့်ပေးခဲ့ပါတယ်။ဒါပေမဲ့အကျေးဟူဂျာကတော့သူ့ရဲ့ရဲဘော်ရဲဘက်နီရှီကိုဒီတိုင်းပြစ်မထားနိုင်ခဲ့ပါဘူး။သူကနီရှီကျသွားတဲ့နေရာကိုအတိအကျသိနိုင်ဖို့အတွက်ဆက်ပြီးရှာဖွေချင်နေခဲ့ပါတယ်။ဒါလီရဲ့လေယာဉ်မှာစီကုံကန်ကြီးဖြစ်နေတာကြောင့်အကျေးဟူဂျာကဒါလီကိုပဲအရင်ပြန်ခိုင်းလိုက်ပြီးသူကတော့တယောက်တည်းဆက်လက်ကင်းထောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။အကျေးဟူဂျာဟာရန်သူဒုံးကြီးတွေဂျားတွေကနေပဲသူ့ရဲ့လေယာဉ်ကိုတောင်ကြားတွေထဲမှာအနှိမ့်ဆုံးပြန်တန်းခဲ့ပြီးနီရှီကိုရှာဖွေခဲ့ပါတယ်။နောက်ဆုံးမှာတော့လေယာဉ်ပြက်ကနေထွက်ပေါ်နေတဲ့မီးခိုးတွေကိုမြင်တွေ့လိုက်ရပြီးနီရှီရှိနိုင်မဲ့နေရာရဲ့ GPS ကိုရရှိသွားခဲ့ပါတယ်။သူကအဲ့ဒီနေရာကိုမြေပြင်ခြေစိုက်စခန်းစီကိုတိကျစွာအစီရင်ခံခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲရန်သူတွေကအကျေးဟူဂျာရဲ့လေယာဉ်ကိုစတင်ကာနဲ့ထပ်မံပစ်ခတ်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ဒုံးကျည်တစ်စင်းဟာအကျေးဟူဂျာရဲ့လေယာဉ်မြီးပိုင်းကိုထိမှန်သွားခဲ့ပြီးလေယာဉ်ဟာထိန်းချုပ်လို့မရတော့ပဲမီးလောင်လာခဲ့ပါတယ်။အကျေးဟူဂျာဟာနောက်ဆုံးအချိန်ဖြစ်သူ့ရဲ့တီနီယာကိုစီရင်ခံရင်လေယာဉ်ပေါ်ကနေအရေးပေါ်လေဒီနဲ့အမြင့်ဆုံးခုန်ထွက်ခဲ့ပြီးနေနောက်တွေကြားတဲ့ကိုဆင်းသက်သွားခဲ့ပါတော့တယ်။အိန္ဒိယလေတပ်စခန်းမှာတော့အားလုံးဟာစိတ်မကောင်းခြင်းများစွာနဲ့အကျေးဟူဂျာအတွက်စူးရိမ်ပူပန်နေခဲ့ကြပါတော့တယ်။စီးနှင်းတွေဖုံးလွှမ်းနေတဲ့တောင်ထိပ်တွေကြားမှာလေတီးနေအောင်လေးတစ်ခုဟာတဖြည်းဖြည်းချင်းနဲ့အောက်ကိုဆင်းသက်လာနေခဲ့ပါတယ်။လေရင်ပစ်ချခံရတဲ့အိန္ဒိယလေရင်မှုအကျေးအဟူဂျာအသက်ဘေးကနေလွတ်မြောက်အောင်လေတီးနဲ့ခုန်ထွက်လာခဲ့တာဖြစ်ပါတယ်။သူဟာတောင်ကြားမြေတစ်ခုရဲ့လမ်းဘေးတဲတောင်မြင်ပေါ်ကိုဆင်းသက်မိခဲ့ပြီးခဏတာသတိလစ်သလိုဖြစ်သွားခဲ့ရပါတယ်။တောင်တန်းတွေရဲ့အေးစိတ်နဲ့လေတူးနဲ့စီးဆင်းနေတဲ့မြည်ရည်တန်းတွေကလွယ်လို့ပတ်ဝန်းကျင်တစ်ခုလုံးကလည်းတိတ်ဆိတ်နေခဲ့ပါတယ်။တစ်ဖက်မှာတော့အိန္ဒိယလေတပ်ရဲ့စစ်စင်ရေးခမ်းမထဲမှာတာဝန်ရှိသူတွေဟာအကျေးဟူဂျာရဲ့လေရင်ပျောက်ဆုံးသွားတဲ့တဲ့ကြောင့်အလွန်မင်းကိုစိုးရိမ်ပူပန်နေခဲ့ကြပါတယ်။မြေပုံပေါ်မှာသူဆင်းသက်နိုင်ခြေရှိတဲ့နေရာတွေကိုရှာဖွေကြည့်ခဲ့တဲ့အခါမှာသူဟာထိန်းချုပ်ရေးမြင်းရဲ့တစ်ဖက်ချမ်းမှာရှိတဲ့ပါကစ္စတန်ဘက်ချမ်းကိုရောက်ရှိသွားနိုင်တယ်ဆိုတာကိုလည်းသိလိုက်ရပါတော့တယ်။ဒါဟာအလွန်ကိုအန္တရာယ်ကြီးတဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်။အကျေးအဟူဂျာတရားသတိပြန်ဝင်လာခဲ့တာနဲ့သူ့ရဲ့ပစ္စည်းတွေကိုအမြန်ဆုံးသိမ်းဆည်းခဲ့ပြီးရန်သူမျက်စိအောက်ကနေလွတ်မြောက်နိုင်ဖို့ကြိုးစားခဲ့ပါတော့တယ်။သူဟာလေဒီကိုဖုံးကွယ်ခဲ့ပြီးလိုအပ်တဲ့မြေပုံနဲ့စက်သွေးရေးကိရိယာတွေကိုယူဆောင်ကာတောင်ကုန်းတွေပေါ်ကိုအပြေးလွှာတက်သွားခဲ့ရပါတယ်။အကျေးအဟူဂျာဟာကြောက်တောင်တွေကြားမှာပုံအောင်လို့နေခဲ့ရင်သူ့ရဲ့ဒီနေရာကိုသိနိုင်ဖို့မြေပုံနဲ့တန်လိုက်ရီမြောင်းကိုအသုံးပြုပြီးစစ်ဆေးနေခဲ့ပါတယ်။ပတ်ဝန်းကျင်မှာတော့ရန်သူကင်းထောက်လေရင်တွေရဲ့တန်ဒီကိုကြားနေခဲ့ရတာကြောင့်သူဟာအသက်ရှူဖို့ကိုတော့သတိထားနေခဲ့ရပါတယ်။တစ်ဖက်မှာတော့အိန္ဒိယလေတပ်စခန်းမှာအရာရှိတိုနီနဲ့အခြားသောလေရင်မှုတွေဟာအကျေးအဟူဂျာကိုကယ်တင်ပေးနိုင်မှုအတွက်အဆင်သင့်ဖြစ်နေခဲ့ပါတယ်။သူတို့ဟာအထက်လူကြီးတွေစီကခွင့်ပြုချက်ကိုစောင့်ဆိုင်းနေခဲ့ကြပေမယ့်အခြေအနေကထင်သလောက်အောင်မရိုးရှင်းခဲ့ပါဘူး။နိုင်ငံရေးနဲ့စစ်ရေးရာရှုပ်ထွေးနေခဲ့တာကြောင့်ချက်ချင်းသွားရောက်ကယ်တင်ပေးဖို့ဆိုတာကလည်းအခက်အခဲတွေရှိနေခဲ့ပါတယ်။စစ်စင်ရေးခမ်းမထဲမှာတော့အကျေးအဟူဂျာရဲ့အချက်ပေးကိရိယာအကြောင်းကိုရင်းခုန်နေခဲ့ကြပါတယ်။
တကယ်လို့အခြေအဟူကြသာအချက်ပေးကိရိယာကိုဖွင့်ထားခဲ့မယ်ဆိုရင်ရန်သူတွေကသူ့ကိုအလွယ်တကူခြေရာခံသွားနိုင်မှလည်းဖြစ်ပါတယ်ဒါကိုသိရှိနေခဲ့တဲ့အခြေအဟူကြဟာရဲရင်နဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ခဲ့ပါတယ်သူဟာသူ့ကိုရှာဖွေနိုင်မယ်အချက်ပေးကိရိယာကိုချုပ်ခဲနဲ့ထုချေပြီးကိုယ်တိုင်ပဲဖြက်စီးပစ်လိုက်ပါတော့တယ်ဒါဟာသူကိုယ်တိုင်ဖန်ခံရမှထက်ရန်သူရဲ့လက်ထဲကိုသတင်းချက်လက်တွေမရောက်စေဖို့နဲ့ရန်သူကသူ့ကိုခြေရာမခံနိုင်စေဖို့အတွက်စတေးလိုက်တာပဲဖြစ်ပါတယ်ဒီအချိန်မှာပဲတရုတ်နိုင်ငံဘေကျင်းမြို့မှာရောက်ရှိနေခဲ့တဲ့ပါကစ္စတန်စစ်ဦးစီးချုပ်မူရှာရက်တယောက်ကတော့သတင်းဌာနတွေကနေအိန္ဒိယလေယာဉ်မှုတွေပျောက်ဆုံးနေတဲ့အကြောင်းကြေညာနေခဲ့တာကိုစောင့်ကြည့်နေခဲ့ပါတယ်သူဟာပါကစ္စတန်မှာရှိတဲ့သူ့ရဲ့အဖွဲ့တွေစီကိုဖုန်းဆက်ပြီးအခြေအနေတွေကိုမေးမြန်းခဲ့ပါတော့တယ်ပါကစ္စတန်စစ်တပ်ဘက်ကတော့အိန္ဒိယလေယာဉ်မှုတူကိုဖမ်းဆီးထားနိုင်ခဲ့ပြီဖြစ်ပြီးဂျန်တဲ့တယောက်ကိုလည်းဆက်လက်ရှာဖွေနေကြောင်းအစီရင်ခံနေခဲ့ပါတယ်မူရှာရက်ကတော့အိန္ဒိယဘက်ကစစ်ရင်အားတိုးချဲ့နေခဲ့တာကိုသိပေမဲ့သူတို့မှာအမြင့်ပိုင်းအားသာချက်ရှိနေတာကြောင့်ဘာမှစိုးရိမ်စရာမရှိဘူးလို့ယုံကြည်နေခဲ့ပါတယ်တောင်တန်းတွေကြားမှာတော့ပါကစ္စတန်စစ်သားတွေဟာခြေရာခံခွေးတွေကိုအသုံးပြုပြီးအခြေအဟူကြကိုအသေးအတန်လိုက်လံရှာဖွေနေခဲ့ကြပါတယ်အခြေအဟူကြဟာတောအုပ်ထဲမှာပေါ်အောင်ရင်သူတို့ရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေခဲ့ကြပါတယ်သူဟာအင်အားပြန်လည်ပြေးစီဖို့ခဏတာနားယူခဲ့ပေမဲ့ခွေးအောင်တန်းတွေကတပြေးပြေးနဲ့နီးကပ်လာခဲ့ပါတယ်တစ်ဖက်မှာတော့အိန္ဒိယနိုင်ငံဘာတင်တာလီတက်စကန်မှာရှိနေခဲ့တဲ့အခြေအဟူကြရဲ့ဇနီးနဲ့မိသားစုဝင်တွေဟာသတင်းဆိုးကိုကြားလိုက်ရတဲ့အတွက်အလွန်မင်းကိုတုန်လှုပ်ခြောက်ခြားနေခဲ့ပါတယ်လီတက်ရရှိကြီးတွေကသူတို့ကိုလာရောက်နှစ်သိမ့်ပေးခဲ့ပေမဲ့အားလုံးရဲ့စိတ်ထဲမှာတော့စိုးရိမ်စိတ်တွေကပြည့်နှက်နေခဲ့ပါတယ်အခြေအဟူကြဟာတောအုပ်ထဲကနေလွတ်မြောက်ဖို့ကြိုးစားရင်းတရားတစ်စင်းစီကိုရောက်ရှိသွားခဲ့ပါတယ်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲအဲ့ဒီတရားရဲ့တစ်ဖက်မှာပါကစ္စတန်စစ်သားတွေကအပြစ်ရှိနေခဲ့ပါတယ်သူဟာနောက်ကိုပြန်လဲဖို့ကြိုးစားခဲ့ပေမဲ့လည်းအနောက်ဘက်ကနေလည်းပါကစ္စတန်စစ်သားတွေကဝိုင်းထားလိုက်ကြပြီဖြစ်ပါတယ်ခွေးအောင်တန်းတွေနဲ့စစ်သားတွေရဲ့အော်ဟစ်တန်တွေကြားမှာအခြေအဟူကြဟာလွတ်လန်းမရှိတော့တာကိုသိလိုက်ရပါတော့တယ်သူဟာသူ့ရဲ့လက်နက်ကိုထုတ်ပြီးခုခံမှုကြိုးစားခဲ့ပေမဲ့အင်အားချင်းကမမျှတာကြောင့်နောက်ဆုံးမှာတော့ရန်သူလက်ထဲကိုရောက်ရှိသွားခဲ့ရပါတော့တယ်ဒီအတော်အတွင်းမှာပဲပါကစ္စတန်ဘက်မှနိုင်ငံတကာဖိအားတွေကလည်းတိုးလာခဲ့ပါတယ်အမေရိကန်တန်ရုပ်ကဗိုလ်ချုပ်စင်ဒီဟာပါကစ္စတန်ဝန်ကြီးချုပ်စီကိုဖုန်းဆက်ပြီးအခြေအနေတွေကိုအမြန်ဆုံးလျှော့ချဖို့တောင်းဆိုခဲ့ပါတယ်ပါကစ္စတန်ဘက်ကတော့ဒါဟာသူတို့စစ်တပ်မဟုတ်ပဲမူဂျာဟီဒင်တိုက်ခိုက်ရေးသမားတွေသာဖြစ်တယ်လို့ညင်းဆိုခဲ့ပါတယ်ဒါပေမဲ့အမေရိကန်ဘက်ကတော့ဒါကိုလက်မခံပဲပါကစ္စတန်စစ်တပ်ကပါဝင်ပတ်သက်နေခဲ့တယ်ဆိုတာကိုလည်းသက်သေထောက်ထားတွေနဲ့သိရှိနေခဲ့ပါတယ်အိန္ဒိယလေတက်စကန်မှာတော့လေတက်ရရှိပတ္တနီယာ Operation Safi Saga ကိုခိတ္တရန်နာဖို့ဆုံးဖြတ်ခဲ့တဲ့အခါမှာဒိုနီနဲ့အခြားသောလေယာဉ်မှုတွေဟာအလွန်မင်းကိုဒေါသထွက်သွားခဲ့ပါတယ်သူတို့ဟာသူတို့ရဲ့ရဲဘော်တွေကိုရန်သူနယ်မြေထဲမှာပြင်မထားနိုင်ဘူးလို့ပြောဆိုနေခဲ့ကြပေမဲ့ပတ္တနီကတော့ပုံမကြီးမားတဲ့စီးရဲမဟာဗျူဟာကိုကြည့်ရမယ်လို့ရှင်းပြခဲ့ပါတယ်အိန္ဒိယလေတပ်အနေနဲ့အမြင့်ပိုင်းကနေတိကျစွာဘုံကျဲနိုင်မှုအတွက်မီရာ2000လေယာဉ်တွေနဲ့လီဆာလမ်းညွန့်ဘုံတွေလိုအပ်နေခဲ့တာပါဒါပေမဲ့အမေရိကန်ဘက်ကအဲ့ဒီဘုံတွေကိုရောင်းချဖို့ညှင်းဆိုထားခဲ့ပါတယ်ဒါကြောင့်ဂွာလီယာလေတပ်စကန်ကအိန္ဒိယအင်ဂျင်နီယာတွေနဲ့လေယာဉ်မှုတွေဟာကိုယ်ပိုင်နည်းပညာနဲ့လီဆာလမ်းညွန့်စနစ်ကိုဖန်တီးဖို့ကြိုးစားခဲ့ကြပါတယ်သူတို့ဟာဟောင်းနှွမ်းနေတဲ့ဘုံတွေကိုခက်မိတဲ့လေဆာစနစ်တွေနဲ့ပေါင်းစပ်ပြီးမီရာ2000လေယာဉ်တွေမှာတက်ဆင်နိုင်အောင်နေမညမှာကျိုးဝဲခဲ့ကြပါတော့တယ်အိန္ဒိယအစိုးရရဲ့အစစ်မြင့်တာဝန်ရှိသူတွေစုဝေးရာခန်းထဲမှာတော့ပါကစ္စတန်ကဖမ်းဆီးထားတဲ့အိန္ဒိယလေတပ်ရဲ့လေယာဉ်မှု2ယောက်အတွက်ဝန်ကြီးချုပ်ကသူတို့ရဲ့လေယာဉ်မှု2ယောက်စလုံးကိုဘာအန်ဒီယမှာမဖြစ်စေချင်ဘူးလို့ပြတ်ပြတ်သားသားပြောဆိုနေခဲ့ပါတယ်သူတို့2ယောက်ကိုကောင်းကောင်းမွန်မွန်ဆက်ဆံပေးဖို့ပါကစ္စတန်ဘက်ကိုသတိပေးစာပေးဖို့လည်းစီစဉ်နေခဲ့ကြသလိုတကယ်လို့လေယာဉ်မှုတွေကိုတစုံတရာထိခိုက်မှုရှိခဲ့ရင်ပါကစ္စတန်အတွက်အကျိုးဆက်ကကောင်းမှာမဟုတ်ဘူးလို့လည်းသတိပေးစကားတွေပြောကြားနေခဲ့ပါတယ်တစ်ဖက်မှာတော့ပါကစ္စတန်ထိန်းချုပ်ထားတဲ့ကက်ရှ်မီးယားဒေသကစကာဒူစစ်ချီဆိုင်စကန်စီကိုညနေပုံးဆွတ်ထားတဲ့ကျင်းသားတူကိုပါကစ္စတန်စစ်တပ်ဘက်ကဂျကားစီနဲ့ခေါ်ဆောင်လာခဲ့ပါတယ်။အဲ့ဒီအကျင်းသားကတော့ဖမ်းဆီးခံလိုက်ရတဲ့အိန္ဒိယလေယာဉ်မှုအခြေအဟူကြပဲဖြစ်ပါတယ်။ပါကစ္စတန်စစ်သားတွေဟာသူကိုဂျကားဘုတ်ကနေဆွဲချလိုက်ပြီးစစ်စကန်တွေကိုခေါ်ဆောင်သွားခဲ့ကြပါတယ်။ပါကစ္စတန်စစ်ဗိုလ်ချုပ်တူကတော့အခြေအဟူကြကိုဖမ်းဆီးနိုင်ခဲ့တဲ့မေဂျာအက်ချ်မဲကိုချီချူးစကားပြောနေခဲ့ပြီးသူကိုဘာဆက်လုပ်ရမလဲဆိုတာကိုမိချာသိပြီးသားဖြစ်မှာပါလို့အမိန်ပေးနေခဲ့ပါတယ်။စစ်စကန်ရဲ့ပေါင်မဲနေတဲ့တဲတစ်ခုထဲမှာတော့အခြေအဟူကြဟာလက်ပြန်ကျူးတုပ်ခံထားခဲ့ရပြီးစစ်ဆေးမေးမြန်းမှုတွေခံနေခဲ့ရပါတယ်။ပါကစ္စတန်ရရှိမိချာအက်ချ်မဲကသူကို LOC နယ်စပ်နဲ့ဒီလောက်နီးနီးကပ်ကပ်မှာဘာတွေလာလုပ်နေတာလဲလို့မေးမြန်းနေခဲ့ပေမဲ့
အကျေးအဟူကြကတော့1949ခုနှစ်ဂျနီဗာသဘောတူညီချက်အရစစ်သုံးမန်တူဟာရန်သူရဲ့ဘယ်မီကုန်းကိုမှဖြေချဖို့မလိုအပ်ဘူးဆိုပြီးတည်ငြိမ်စွာနဲ့ရင်းဆန်နေခဲ့ပါတယ်။ဒါကိုဒေါသထွက်သွားတဲ့ပါကစ္စတန်စစ်သားကအကျေးအဟူကြရဲ့မျက်နှာကိုတနက်တင်နဲ့ပြင်းထန်စွာထိုးနှံနှိပ်စက်ခဲ့ပါတယ်။နှိပ်စက်မှုတွေကြောင့်ပဲအကျေးအဟူကြရဲ့မျက်နှာမှာဒဏ်ရာတွေရရှိနေခဲ့ပေမဲ့သူကတော့ပါကစ္စတန်စစ်သားတွေကိုကြောက်ရွံ့ခြင်းမရှိပဲမင်းတို့ကငါတို့ရဲ့နိုင်ငံထဲကိုဘာလို့ကျူးကျော်ဝင်ရောက်လာရတာလဲလို့ပြန်လည်မေးခွန်းထုတ်နေခဲ့ပါတယ်။ကမ္ဘာသတင်းဌာနတွေမှာလည်းအိန္ဒိယနဲ့ပါကစ္စတန်ကြားကပြိပခါဟာအခြေအနေတွေပုံမဆိုးရွားလာခဲ့ပြီးနျူကလ িয়ার စစ်ပွဲအတွင်းကူးပြောင်းသွားနိုင်တာကြောင့်လူသန်းပေါင်း100ကျော်လောက်သေဆုံးနိုင်တယ်ဆိုတဲ့စိုးရိမ်ပွဲရသတင်းတွေကိုထုတ်လွှင့်နေခဲ့ကြပါတယ်။ပါကစ္စတန်စစ်ဗိုလ်ချုပ်တွေကြားမှာတော့အစီအစဉ်တစ်ခုကလည်းရှိနေခဲ့ပါတယ်။သူတို့ဟာအကျေးအဟူချာစီကနေဗီဒီယိုမှတ်တမ်းတစ်ခုကိုရိုက်ယူချင်နေကြတာဖြစ်ပါတယ်။အဲ့ဒီဗီဒီယိုထဲမှာအကျေးအဟူချာကသူဟာ LOC နေဆက်ကိုကြောဖြတ်ပြီးပါကစ္စတန်ရဲ့စစ်စခန်းတွေကိုဘုံကျဲဖို့အမိန့်ပေးခြင်းခံခဲ့ရတာပါဆိုတဲ့အချက်ကိုပြောဆိုခိုင်းမှုစူးစမ်းနေခဲ့ကြတာဖြစ်ပါတယ်။ဒါမှသာကမ္ဘာသတင်းစာမျက်နှာမှာအိန္ဒိယဟာကျူးကျော်သူဖြစ်တယ်လို့ဝါဒဖြန့်နိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့အကျေးအဟူချာကအရန်ကိုခေါင်းမာနေခဲ့တာကြောင့်သူတို့အတွက်ခက်ခဲနေခဲ့ပါတယ်။မီဂျာအက်ချ်မဲဟာအကျေးအဟူချာရဲ့ရင်ဘတ်ပေါ်မှာစီကရက်မီနဲ့ထိုးပြီးနှိပ်စက်နေခဲ့ပါတယ်။အကျေးအဟူချာဟာနာကျင်လွန်းလို့အော်ဟစ်နေခဲ့ရပေမဲ့သူတို့လိုချင်တဲ့အဖြေကိုတော့လုံးဝမပေးခဲ့ပါဘူး။အဲဒီချိန်မှာပဲပါကစ္စတန်ဗိုလ်ချုပ်တူဖြစ်တဲ့ဟက်ဆန်ဆိုသူကရောက်ရှိလာခဲ့ပြီးအကျေးဟူဂျာကိုတုံ့နှောင်ထားတဲ့ကျိုးတွေကိုဖြီးပေးဖို့နဲ့သူကိုလီတက်ယူနီဖောင်းပြန်လည်ဝတ်ပေးဖို့အမိန့်ပေးခဲ့ပါတယ်။ဟက်ဆန်ဟာအကျေးဟူဂျာကိုလက်ဖက်ရည်နဲ့အခန့်ရင်မီဂျာအက်ချ်မဲရဲ့ကျန်းတက်တဲ့လုပ်ရက်တွေအတွက်တောင်းပန်စကားဆိုခဲ့ပေမဲ့အကျေးဟူဂျာကတော့ဒါဟာဂျနီဗာသဘောတူညီချက်ကိုချိုးဖောက်တာဖြစ်တယ်လို့လည်းပြန်လည်ထောက်ပြခဲ့ပါတယ်။ပါကစ္စတန်ဘက်ကကာဂီဒေသကိုကျူးကျော်ဝင်ရောက်လာခဲ့တာဟာမူဂျာဟစ်တင်တွေမဟုတ်ပဲပါကစ္စတန်စစ်သားတွေသာဖြစ်တယ်ဆိုတာကိုလည်းအကျေးအဟူဂျာကအမှန်တိုင်းကိုပြောဆိုခဲ့တဲ့အခါမှာတော့ဟက်ဆန်ကတော့အံ့ဩသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းပါကစ္စတန်စစ်ဦးစီးချုပ်မူရှာရတ်ဟာတရုတ်နိုင်ငံဘေကျင်းမြို့ကိုရောက်ရှိနေခဲ့ပြီးတရုတ်ယာရှိတွေနဲ့တွေ့ဆုံနေခဲ့ပါတယ်။မူရှာရတ်ကအိန္ဒိယဟာကျူးကျော်သူဖြစ်တယ်လို့ယုံကြည်အောင်ပြောဆိုနေခဲ့ပေမဲ့တရုတ်ယာရှိကတော့ရီရင်းတွေကဖားတကောင်ဟာသမုတ်ထရာရဲ့အနက်ကိုမသိနိုင်ဘူးဆိုတဲ့စကားပုံနဲ့မူရှာရတ်ရဲ့အမြင်ချင်းမြောက်မှုကိုဝေဖန်ခဲ့ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်ကြားညီညွတ်ရေးဆွေးနွေးမှုတွေလုပ်နေခဲ့တဲ့အချိန်မှာကာဂီစစ်ပွဲကိုစတင်လိုက်တာဟာအရန်ကိုမိုက်မဲတဲ့လုပ်ရက်တစ်ခုဖြစ်တယ်လို့လည်းတရုတ်ဘက်ကပြက်ပြက်သားသားပြောဆိုခဲ့ပါတယ်။အရင်ကပါကစ္စတန်ကိုအမြဲထောက်ခံခဲ့ပေမဲ့ဒီချိန်မှာတော့ပါကစ္စတန်ဟာသူတို့ဘာသာသူတို့ပဲရင်ဆိုင်ရလိမ့်မယ်လို့တရုတ်ဘက်ကညှင်းပယ်ခဲ့တာကြောင့်မူရှာရတ်တရားအခက်တွေ့သွားခဲ့ရပါတယ်။တစ်ဖက်မှာလည်းဗိုလ်ချုပ်ဟက်ဆန်ဟာအကျေးအဟူဂျာကိုနောက်ဆုံးခွင့်ရတစ်ခုပေးဖို့ကြိုးစားခဲ့ပါတယ်။သူတို့ဟာအကျေးအဟူဂျာရဲ့ရှေ့မှာဗီဒီယိုကင်မရာတစ်လုံးကိုဆင်လိုက်ပြီးသူတို့ရေးသားပေးထားတဲ့စာသားတွေကိုဖတ်ပြဖို့ခိုင်းစေခဲ့ပါတယ်။အဲ့ဒီစာသားထဲမှာ1999ခုနှစ်မေလ29ရက်နေ့မှာသူဟာပါကစ္စတန်စစ်စခန်းတွေကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့တာပါလို့ပါရှိနေခဲ့ပါတယ်။အကျေးအဟူဂျာဟာကင်မရာကိုကြည့်ပြီးစာသားတွေကိုစတင်ဖတ်ကြားခဲ့ပေမဲ့စာသားတစ်ဝက်ရောက်မှတော့သူကပါကစ္စတန်ဘက်ကလူချင်းတဲ့လိမ်ညာမှုတွေကိုမပြောတော့ဘဲသူဟာအိန္ဒိယနယ်မြေထဲမှာပဲရှိနေခဲ့တာဖြစ်ပြီးပါကစ္စတန်ဘက်ကဒုံးကျည်နဲ့အိန္ဒိယလေယာဉ်ကိုအိန္ဒိယနယ်မြေထဲမှာပဲပစ်ချခဲ့တာဖြစ်တယ်လို့အမှန်တရားကိုပြောင်းလဲပြောဆိုခဲ့ပါတယ်။ဒါကိုမြင်တွေ့လာတဲ့ပါကစ္စတန်အရာရှိတွေဟာအရန်ကိုဒေါသထွက်သွားခဲ့ပါတယ်။ဟက်ဆန်ကအကျေးဟူဂျာကိုငွေကြေးတွေအများကြီးပေးပြီးလန်ဒန်ကိုပို့ပေးမယ်AECCနေတဲ့အောင်ပြုလုပ်ပေးမယ်လို့မလုံးပေးဖြောင်းပြခဲ့ပြန်ပါတယ်။ဒါပေမဲ့အကျေးအဟူဂျာကတော့သူ့ရဲ့လေတပ်ယူနီဖောင်းကိုဂုံယူစွာနဲ့ကင်တွယ်ရင်းဒီယူနီဖောင်းရဲ့တန်ဖိုးဟာဘယ်သူမှဝယ်လို့မရတဲ့အရာဖြစ်ပြီးသူ့ရဲ့အသက်ကိုအိန္ဒိယနိုင်ငံအတွက်ပေးဆက်ဖို့အဆင်သင့်ပါပဲလို့ပြန်လည်ပြောကြားခဲ့ပါတယ်။သူဟာနိုင်ငံတော်ရဲ့အပေါ်မှာသစ္စာဖောက်မှာမဟုတ်ဘူးလို့လည်းပြက်ပြက်သားသားညင်းဆိုခဲ့ပါတယ်။ဒီလုံရကြောင့်ပဲပါကစ္စတန်စစ်ဦးစီးချုပ်မူရှာရတ်ဟာဖုန်းထဲကနေဆင့်အကျေးအဟူဂျာကိုစံနမူနာဖြစ်အောင်တပ်ပစ်ဖို့အမိန့်ပေးခဲ့ပါတယ်။နိုင်ငံတကာတိုင်ဝမ်ကိုလုံးဝဂရုမစိုက်ပဲအိန္ဒိယဘက်ကဘယ်သူမှပါကစ္စတန်နယ်မြေတွေကိုဝင်မှုမစင်စားရအောင်ပြုလုပ်ပြလိုက်ဖို့ကိုလည်းသူကဖုန်းထဲကနေဆင့်ဗိုလ်ချုပ်ဟက်ဆန်ကိုအမိန့်ပေးခဲ့တာဖြစ်ပါတယ်။ညမောင်ကြီးပြိုးစားအချိန်မှာတော့အကျေးအဟူဂျာကိုမြေကန်နာတနေရာစီကိုလက်ပြန်ကျိုးတုပ်ပြီးခေါ်ဆောင်လာခဲ့ပါတယ်။သူဟာတီချင်းတရားကိုရင်ဆိုင်ရတော့မှဖြစ်ပေမဲ့သူ့ရဲ့မျက်နှာမှာတော့ကြောက်ရွံ့မှုရိပ်ရောင်လုံးဝမရှိပဲတည်ငြိမ်နေခဲ့ပါတယ်
သူဟာသူ့ရဲ့ဇနီးတဲ့နဲ့သားလေးတို့နဲ့ပျော်ရွှင်ခဲ့ရတဲ့မှတ်တရတွေကိုနောက်ဆုံးအချိန်ပြန်လည်မြင်အောင်လို့နေခဲ့ပါ။အဲ့နောက်မှာတော့တနက်တန်တစ်ချက်ထွက်ပေါ်လို့လာခဲ့ပြီးအိန္ဒိယလေယာဉ်မှုအခြေအဟူကြားဟာနိုင်ငံအတွက်အသက်ပေးဆက်သွားခဲ့ရပါတယ်။အိမ်မှာညစာစားဖို့ပြင်ဆင်နေခဲ့တဲ့အခြေအဟူကြားရဲ့ဇနီးဖြစ်သူအေကာရဲ့အိမ်ကိုလေတပ်အရာရှိတူကရောက်ရှိလို့လာခဲ့ပြီးသူ့ရဲ့မျက်နှာမှာဝမ်းနည်းဖွယ်ရိပ်ရောင်တွေဖြတ်သန်းနေခဲ့ပါတယ်။အေကာတယောက်ကတော့အရာရှိရဲ့မျက်နှာမူရာကိုကြည့်ပြီးသူမရဲ့ခင်မုန်းဖြစ်သူပြန်မလာနိုင်တော့ဘူးဆိုတာကိုအလိုလိုသိရှိသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းလေတပ်ထဲမှာရှိနေတဲ့တူနီနဲ့ခြားသောလေရင်မှုတွေဟာအခြေအဟူကြားအတွက်စိတ်မကောင်းတွေဖြစ်နေခဲ့ပြီးသူတို့ရဲ့ရဲဘော်ရဲဘက်ကိုဆုံးရှုံးလိုက်ရတဲ့နာကျင်မှုကရင်ထဲကိုစူးနစ်စေခဲ့ပါတယ်။တူနီဟာရဲဘော်ရဲဘက်တူကိုဒီလိုပုံစံနဲ့ဆုံးရှုံးရလိမ့်မယ်လို့လည်းဘယ်တော့မှတွေးမထားခဲ့တာကြောင့်မျက်နှာမှာဒေါသနဲ့ဝမ်းနည်းမှုတွေရောပြိုးနေခဲ့ပါတယ်။စီယုံရဲ့ရင်ခွဲရုံတွင်မှာတော့ဆရာဝန်ကအခြေအဟူကြားရဲ့ရုပ်လောင်းကိုစစ်ဆေးပြီးတဲ့နောက်မှာတွေ့ရှိချက်တွေကိုတိုနီတို့ဟာရှင်းပြခဲ့ပါတယ်။ဆရာဝန်ရဲ့စကားတွေဟာနားထောင်နေရတဲ့သူတိုင်းရဲ့ရင်ကိုနာကျင်စေခဲ့ပြီးပါကစ္စတန်တပ်ဖွဲ့တွေဟာအခြေအဟူကြားကိုလူသားမဆန်စွာနှိပ်စက်ခဲ့ကြောင်းအထင်ရှားတွေ့ရှိခဲ့ပါတယ်။အခြေအဟူကြားရဲ့ခန္ဓာကိုယ်မှာရရှိထားတဲ့ဒဏ်ရာတွေဟာတာမန်စစ်ပွဲတွင်ရရှိတဲ့ဒဏ်ရာမျိုးတွေမဟုတ်ခဲ့ပဲရည်ရွယ်ချက်ရှိရှိနှိပ်စက်ထားတာတွေဖြစ်နေခဲ့ပါတယ်။ဒါအပြင်ဦးခေါင်းနဲ့ရင်ဘတ်မှာလည်းနီးကပ်စွာပစ်ခတ်ထားတဲ့တနက်ဒဏ်ရာတွေကိုတွေ့ရှိခဲ့ရပါတယ်။ဒီထက်ပိုပြီးစိတ်ပျက်စရာကောင်းတာကတော့ပါကစ္စတန်ဘက်ကအလောင်းကိုပြန်ပို့တဲ့အခါအသုံးပြုတဲ့ခေါင်းတလားဟာအခြေအဟူကြားရဲ့အရက်မောင်းထက်တပိခွဲလောက်တိုးနေခဲ့တာကြောင့်သူတို့ဟာအလောင်းကိုခေါင်းတလားထဲဝင်အောင်နှီးမျိုးစုံနဲ့အတင်းအကျပ်ထည့်သွင်းခဲ့ကြတယ်ဆိုတဲ့ချက်ပါပဲ1996ခုနှစ်မေလ28ရက်နေ့မှာတော့ကာကီစစ်ပွဲရဲ့25ရက်မြောက်နေ့ဖြစ်သတင်းတွေမှာချစ်ချစ်လောင်လောင်ဖော်ပြလာခဲ့ပါတယ်။အိန္ဒိယလေတပ်ရဲ့မီ17တိုက်ခတ်ရေးရဟတ်ယာဉ်တစ်စီးဟာလည်းရန်သူရဲ့မြေပြင်မှဝေဟင်ပြည့်ဒုံးကျည်နဲ့ပစ်ချခြင်းကိုခံခဲ့ရပြီးနှစ်ရက်အတွင်းတတိယမြောက်လေယာဉ်ဆုံးရှုံးရမှုတစ်ခုဖြစ်လို့လာခဲ့ပါတယ်။ဒီဖြစ်ရမှာလည်းအရာရှိကြီးတချို့ဟာတိုင်းပြည်အတွက်အသက်ပေးလူသွားခဲ့ကြပါတယ်။တနိုင်ငံလုံးဟာအခြေအဟူကြားကိုပါကစ္စတန်တပ်တွေကဂျနီဗာကွန်ဗင်းရှင်းသဘောတူညီချက်တွေကိုချိုးဖောက်ပြီးရရဆက်ဆက်နှိပ်စက်တပ်ဖြတ်ခဲ့တဲ့အပေါ်မှာဒေါသကြီးနဲ့ဆန္ဒပြမှုတွေဖြစ်ပေါ်နေခဲ့ပါတယ်။ပါကစ္စတန်နိုင်ငံအတွင်းမှာတော့ဗိုလ်ချုပ်ကြီးမူရှာရဖ်နဲ့အခြားစစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေဟာအိန္ဒိယရဲ့ဆွဆွဲချက်တွေကိုညှင်းဆိုဖို့ကြိုးစားနေခဲ့ကြပါတယ်။သူတို့ကတော့အခြေအဟူကြားဟာလေယာဉ်ပေါ်ကနေထွက်ပြေးစင်မှာရရှိတဲ့ဒဏ်ရာတွေကြောင့်သာသိဆုံးခဲ့ရတာဖြစ်ကြောင်းမဟုတ်မမှန်သတင်းထုတ်ပြန်ခဲ့ပါတယ်။ပါကစ္စတန်ကိုပြန်လည်ရောက်ရှိလာခဲ့တဲ့မူရှာရဖ်ကတော့တရုတ်နိုင်ငံရဲ့ထောက်ခံမှုကိုရရှိခဲ့တယ်လို့ပါကစ္စတန်ဝန်ကြီးချုပ်နဲ့အဖွဲ့ကိုလိမ်ညာပြောဆိုခဲ့ပြီးအမေရိကန်ရဲ့ဖိအားပေးမှုတွေကိုဂရုမစိုက်ပဲအိန္ဒိယနဲ့ဓာတ်ရိုက်စစ်ပွဲဆင်နွှဲဖို့အထိရည်ရွယ်နေခဲ့ပါတယ်။မေလ30ရက်နေ့ကာကီစစ်ပွဲရဲ့29ရက်မြောက်နေ့မှာတော့အခြေအဟူကြားရဲ့ရုပ်လောင်းကိုလေယာဉ်နဲ့သယ်ဆောင်လာခဲ့ပါတယ်။လေယာဉ်ကွဲမှာတူနီတို့လေယာဉ်မှုအဖွဲ့ဟာယူနီဖောင်းပြည့်စုံနဲ့စောင့်ကြိုနေခဲ့ကြပြီးခေါင်းတလားကိုမြင်လိုက်ရတဲ့အချိန်မှာတော့အားလုံးရဲ့မျက်ဝန်းမှာမျက်ရည်တွေပြည့်ရှံနေခဲ့ပါတယ်။စေခန္ဓာနဲ့သယ်ဆောင်လာခဲ့တဲ့ခေါင်းတလားပေါ်မှာအိန္ဒိယလန်ကိုလွှမ်းခြုံထားခဲ့ပြီးအခြေဟူကြားရဲ့မိသားစုဝင်တွေဟာငိုကြွေးပူဆွေးနေခဲ့ရင်စောင့်ကြိုနေခဲ့ကြပါတယ်။သူရဲ့ဇနီးတဲ့ဟာသတိလစ်မတက်ခန်းစားနေခဲ့ရသလိုသားငယ်လေးကလည်းသူဖခင်ဘာကြောင့်ပြန်မလာတော့တာလဲဆိုတာကိုမသိရှိရှာပဲငေးကြည့်နေခဲ့ပါတယ်။မိတကြိုမဲ့နေရာကိုရောက်ရှိလာခဲ့တဲ့အချိန်မှာတော့တပ်သားတွေဟာတနက်ပစ်ဖောက်ပြီးအလေးပြုခဲ့ကြပါတယ်။အခြေဟူကြားရဲ့သားငယ်လေးကဖခင်ဖြစ်သူရဲ့မိတကြိုစင်ကိုမိရှို့ပေးခဲ့ရတဲ့မြင်ကွင်းဟာတိုနီပါဝင်အဆိုပါနေရာကိုရောက်ရှိနေသူတိုင်းရဲ့နှလုံးသားကိုထိခိုက်ခန်းစားစေခဲ့ပါတယ်။မိတောက်တွေကြားထဲမှာအခြေဟူကြားရဲ့ပုံရိပ်တွေနဲ့သူတို့အတူတူပျော်ရွှင်ခဲ့ကြတဲ့အချိန်တွေကိုတိုနီတယောက်ပြန်လည်မြင်အောင်လုပ်နေခဲ့ပါတယ်။အတိတ်ကမှတ်တရတွေထဲမှာအခြေဟူကြားဟာသူ့ရဲ့ရဲဘော်ရဲဘက်တွေနဲ့အတူရီမောပျော်ရွှင်နေခဲ့ပြီးအခုတော့အဲ့ဒီအပြုံးတွေကိုဘယ်တော့မှမြင်တွေ့ရတော့မှမဟုတ်ပါဘူး။မီရာ့တပ်ဖွဲ့ကိုရောက်ရှိနေခဲ့တဲ့ဆန်ဒီကတော့အထက်ရာရှိဖြစ်သူနဲ့စကားပြောနေခဲ့ပါတယ်။ဆန်ဒီဟာလည်းသူ့ရဲ့ဖခင်ကိုစစ်ပွဲအတွင်းမှာဆုံးရှုံးခဲ့ဘူးသူဖြစ်ပြီးအခုအခြေဟူကြားကိုဆုံးရှုံးလိုက်ရတာဟာသူ့အတွက်ဖခင်တူကိုထပ်မံဆုံးရှုံးလိုက်ရသလိုခံစားနေခဲ့ရပါတယ်။သူဟာဒီစစ်ပွဲမှာပါဝင်ဆင်နွှဲနေခြင်းခဲ့ပြီးသူ့ရဲ့မိသားစုလိုဖြစ်နေတဲ့အခြေဟူကြားအတွက်ကလစားချေပေးခြင်းနဲ့စိတ်တွေပြင်းပြနေခဲ့ပြီးသူ့ရဲ့မူလတပ်ဖွဲ့စီကိုပြန်ပြီးတိုက်ပွဲအတွက်ပြန်တန်းကျင်ကြောင်းပြောဆိုလာခဲ့ပါတယ်။ဒိုနီဟာအင်ကိုပြန်ရောက်လာခဲ့တဲ့အခါမှာစိတ်မအေးနိုင်ပဲဖြစ်နေခဲ့ပြီး
အကျေးဟူကြကိုဒီတာဝန်အတွက်သူကိုယ်တိုင်ခေါ်ယူမိခဲ့တာကိုနောင်တရနေခဲ့ပါသူရဲ့ဇနီးတဲ့ကာမယ်ကတော့တိုနီကိုနှစ်သိမ့်ပေးဖို့ကြိုးစားနေခဲ့ပေမယ့်တိုနီရဲ့စိတ်ထဲမှာတော့ရန်သူကိုဘလို့ပြန်လဲတိုက်ခိုက်ရမလဲဆိုတဲ့အစီအစဉ်တွေကသာကြီးစိုးနေခဲ့ပါသူတို့ရဲ့လေရင်တွေမှာလုံလောက်တဲ့နည်းပညာနဲ့ပုံကျဲနိုင်စွမ်းမရှိသေးတာကိုသူကသိနေခဲ့တာကြောင့်ဒါကိုဘလို့မျိုးကြော်ပြရမလဲဆိုတာကိုလည်းနီလန့်ရှာဖွေနေခဲ့ပါနောက်ဆုံးမှာတော့တိုနီဟာသူ့ရဲ့လေရင်မှုဖွဲ့ကိုစူးစီးပြီးစိတ်သက်ခွန်အားပေးတဲ့စကားတွေကိုပြောကြားခဲ့ပါသူတို့ဟာဝန်နဲ့ပူဆွေးနေုံနဲ့မပြီးပဲရန်သူကိုလက်တွေ့ကျကျပြန်လည်တိုက်ခိုက်ရတော့မှာဖြစ်ပါသူတို့ရဲ့လေရင်တွေမှာ GPS နစ်ကိုအသုံးပြုပြီးရန်သူရဲ့ဒုံးကျည်ဖြစ်နိုင်တဲ့အကွာဝေးအပြင်ဘက်ကနေဘုံချဲနိုင်မဲ့နီလန့်တစ်ကိုတီထွင်နိုင်မှုဆုံးဖြတ်ခဲ့ကြပါဒါဟာအရင်ကမလုပ်ဘူးသေးတဲ့စွန့်စားမှုတစ်ခုဖြစ်ပေမဲ့သူတို့မှာအခြားရွေးချယ်စရာမရှိတော့တာကိုလည်းအားလုံးကနားလည်ထားကြပါလီဒက်စကန်မှာတော့အားလုံးဟာအလုရှုံနေကြပြီးပြင်သစ်လုံလေရင်အစ္စရေးလုံနီးပညာနဲ့အိန္ဒိယလုံဘုံတွေကိုပေါင်းစပ်ပြီးအကောင်းဆုံးတိုက်ခိုက်ရေးစနစ်တစ်ခုဖြစ်လာစေဖို့ကြိုးစားနေခဲ့ကြပါအထက်အရာရှိတွေကလည်းဒီစစ်စင်ရေးရဲ့အောင်မြင်နိုင်ခြေဟာ9%ပဲရှိတယ်လို့ခန့်မှန်းထားကြပေမယ့်ဒိုနီကတော့သူတို့ရဲ့စွမ်းဆောင်ရည်ကိုယုံကြည်နေခဲ့ပါအကျေးအဟူဂျာရဲ့ပေးဆက်မှုကိုအလက်ဟတ်သက်မဖြစ်စေဖို့အတွက်သူတို့ဟာတမိုင်းသစ်တစ်ခုကိုရေးထုတ်ဖို့အသင့်ဖြစ်နေခဲ့ပါအထက်အရာရှိဖြစ်သူဗီနိုပတ်တနီကတော့ဒိုနီကိုအချိန်3ရက်စမ်းသပ်ခွင့်ပေးခဲ့ပြီးစမ်းသပ်မှုရဲ့လွဲချော်နိုင်ခြေကိုမီတာ200တွင်းမှာပဲရှိစေဖို့သတိပေးခဲ့ကဒီအပိုင်းလေးကအဆုံးသတ်သွားခဲ့ပါနောက်ရက်တွေမှာလည်းဒီလိုစကားကောင်းလေးတွေကို recap ပြုလုပ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ recap out channel ကို subscribe လေးပြုလုပ်ပေးသွားပါအောင်နော်စကားလေးကိုအချိန်ပေးကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်